ကျမရဲ့မွေမျိုးနွယ်ခင်မွန်းတွေကရေပူစမ်းမှာတခြားမိန်းမတစ်ယောက်နဲ့အတူပျော်ပါနေတာကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။အရင်ကကျမအတွက်ဆိုရင်သူ့ဗီဇတွေကိုတောင်ပြောင်းလဲပေးခဲ့သူကအခုတော့အချစ်တွေပျောက်ဆုံးသွားပါပြီ။ကျမကဒီကဘာကိုမတော်တဆရောက်လာတဲ့လူသားပါသူကကျမနေသားကြအောင်လို့အသားစိမ့်မစားပဲမိခင်စားတဲ့လူသားတွေလိုတောင်းရမ်းပြီးလက်ထပ်ခဲ့တာပါဒါပေမဲ့မင်္ဂလာဆောင်နေ့မှာမိန်းမယုတ်တစ်ယောက်ရောက်လာပြီးသူ့ကိုမြှုပ်ဆွဲတယ်သူကအထိမခံတတ်လို့တခြားတစ်ယောက်နဲ့ပေးစားလိုက်တယ်။တလကြာတော့ဒီမိန်းမကမိန်းမတွေဟာယောက်ျားစကားနားထောင်ရမယ်ဆိုပြီးဝါဒဖြန့်တယ်ကျမကမောင်းထုတ်ခိုင်းတော့သူကကျမကိုပြန်ဆူတယ်ဟိုမိန်းမကသူ့နားကပ်နေတာမြင်တော့ဒေါသထွက်ပြီးခဲနဲ့ပြစ်ပေါက်လိုက်တယ်သူကကာကွယ်ပေးရင်ကျမလက်ကိုပြန်ထိခိုက်စေခဲ့တယ်သူ့မျက်လုံးထဲမှာကျမကအရေးမပါတော့ဘူးလားလက်စွပ်ကိုရိုက်ခွဲပြီးကျမထွက်လာခဲ့တယ်ကိုကဘာကိုပြန်ဖို့အထုပ်ပြင်နေတော့သူရောက်လာပြီးကျမကိုဖမ်းချုပ်ထားလိုက်တယ်ကျမရဲ့စိတ်တက်ကြအောင်လို့နေတိုင်းအသားစိမ့်တွေကျွေးတယ်မစားမတော့ပဲနေခဲ့ရကနေအဆောင်တွေမရှိတော့ထွက်ပြေးခဲ့တယ်တောထဲမှာဗိုက်စာလုံးလို့မေးလက်ခါနီးမှာအသားกินနှံ့ရပြီးထောင်ချောက်ထဲကအသားကိုဝင်စားလိုက်မိတယ်အဲ့ဒီအချိန်မှာအမွှေးပွားပွားခေါင်းလေးတစ်ခုတိုးဝေးလာတယ်ကြည့်လိုက်တော့ကျမမွေးခဲ့တဲ့ခွေးလေးဒီကဘာကိုရောက်နေတာပါကျမဝမ်းသာလွန်းလို့ဖတ်ငိုလိုက်မိတယ်ဒါပေမဲ့ကြကြမခံလိုက်ပါဘူးငွေခင်မွန်းတီရောက်လာတယ်ကျမကခွေးလေးပါဒုက္ခရောက်မှဆိုလို့မောင်းထုတ်လိုက်တယ်သူကတခြားအထီးခင်ပေးတဲ့အသားကိုစားရမလားဆိုပြီးတဝင်းတိုကစားထားသမျှအကုန်ပြန်အန်ခိုင်းပါတော့တယ်